ဒီကတော့လုံးစောမဟုတ်ပါဘူးဒီလိုကစောမလို့ခေါ်ပါတယ်ပမာကတကယ်ချစ်လို့ခေါ်ပါတယ်လာပြီးတော့ပန်းတွေဆက်သားတယ်နော်။ကောင်းလေးတွေဆိုတော့လေအပြိုမလေးတွေလာပြီးတော့ပန်းတွေဆက်သားပါလို့ပြောချင်ပါ